ကျွန်တော်ရဲ့ကျမ်းမာရေးအတွက်အကောင်းဆုံးသောအလေအထတစ်ခုကို sharing လုပ်ပေးခြင်းပါဂျင်မှာ workout လုပ်ပြီးတော့အိမ်ကိုပြန်ရောက်ခြင်းဘိုင်လေးကိုဘယ်အစားအစာမှမထည့်ခင်ပြုတ်ထားတဲ့ကြက်ဥလေးလုံးကိုဂုံခေါ်ပြီးတော့အစစ်အဆန်တွေမျှတအောင်ပမာဏတစ်ခုအထိကိုကျွန်တော်ထည့်ပါတယ်ထည့်ပြီးတာနဲ့ဘယ်အစားအစာမှဘိုင်လေးကိုမဝင်ခင်မှာဒါကိုပထမဦးဆုံးကျွန်တော်နေ့တိုင်းစားပါတယ်။ဘာကြောင့်လဲဆိုတော့ဂျင်မှာ workout ကိုစနစ်တကျသေချာလုပ်ထားတဲ့အတွက်ခန္ဓာကိုယ်ကခိုင်းထားတဲ့ tissue တွေကိုပြန်လေပြင်ဆင်ဖို့အတွက်လိုအပ်တဲ့ nutrition တွေလုံးဝအလိုအပ်ဆုံးအချိန်ဖြစ်လို့ပါဒါကြောင့်မို့ကျွန်တော်လူမျိုးကျမ်းမာခြင်းနဲ့ပြီးတော့မာဆယ်တွေအရွေနဲ့မလိုက်အောင်ရခြင်းနဲ့ဆိုလို့ရှိရင်ဒီအလေးအထားတစ်ခုကိုကြားမမရွေလူငယ်လူကြီးအကုန်လုံးလိုက်ပြီးတော့လုပ်ပေးလို့ရပါတယ်ကောင်းတဲ့အလေးအထားမို့လို့ကျွန်တော်လူမျိုးအသုံးပြုနေအောင် sharing လုပ်ပေးခြင်းဖြစ်ပါတယ်အသုံးဝင်တဲ့ထင်လို့ရှိရင်လည်းအောက်မှာ comment ပါညာရေးပေးလို့ရပါတယ် Thank you for watching Fitness Nation ပါဗျာ